Hey guys, welcome from my channel. ကဲဒီနေ့ဘလော့ကတော့အမျိုးတွေနဲ့အတူထိုင်ဝမ်နိုင်ငံရီလန်ပြည်နယ်ကိုတွားလေတဲ့ဘလော့လေးပါထိုင်ဝမ်ရာသီဥတုနဲ့အတူတာလှပတဲ့ရှုမြော်ခင်းတွေအပြည့်စုံလုံးနေရာလေးကိုတွားလေမှာမလို့ကျွန်တော်တို့တစ်ချက်တော့ like ကြည့်ပေးကြပါဦး By the way ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ် Don't forget to subscribe guysကဲကျွန်တော်တို့အခုရောက်နေတဲ့နေရာလေးကတော့ထိုင်ဝမ်နိုင်ငံရီလန်ပြည်နယ်ထဲမှာရှိတဲ့ Hodong Can ရေတံခွန်လေးပါဒီလမ်းလေးကတော့ရေတံခွန်ဝင်တဲ့အဝင်လမ်းလေးဖြစ်ပါတယ်ရေတံခွန်ထိပ်မှာတော့ဒီရေတံမူးတို့တတိတို့ရောင်းတဲ့ဆိုင်လေးတစ်ဆိုင်ရှိပါတယ်ကဲဒါကတော့ရေတံခွန်ရဲ့အဝင်လမ်းထိပ်လေးပါကျောင်းလေးကလေးတိုင်းတက်သွားပြီးတော့ဘယ်ဘက်ကိုကွေးလိုက်ရင်တော့ရေတံခွန်ဖြစ်ပါတယ်ဒီရှောင်းလန်းလေးတိုင်းညာဘက်ချမ်းကိုကွေးပြီးတော့တွားလိုက်မယ်ဆိုရင်ဒီရေတံခွန်ရှိတဲ့မြေကျောင်းတစ်လျှောက်ကျွန်တော်လမ်းလျှောက်လို့ရပါတယ်ဒါကတော့မြေကျောင်းဒီလမ်းလေးပေါ်ကနေမြင်ရတဲ့မြင်ကွင်းလေးပါဒါကတော့ရေတံခွန်အတက်လမ်းဖြစ်ပါတယ်ဒီမှာတော့ဒီလိုရေလေးရှိနေတဲ့ချောင်းလေးလုပ်ပေးထားပါတယ်သူ့ရဲ့တတိပေးဆိုင်ပုံကတော့ဒါရေတံခွန်မှာရေကူးလို့မရဘူးပြီးရင်ခုနကျွန်တော်တို့မြင်တဲ့မြေကြောင်းအတိုင်း trucking လုပ်တာတို့ပါလို့လုပ်လို့မရဘူးပေါ့နော်အဲ့ဒီနှစ်ခုကိုတားမြစ်ထားပါတယ်ကျွန်တော်တို့ရေတံခွန်တက်တဲ့လမ်းတစ်လျှောက်ကိုလေကားတစ်လေးလုတ်ပေးထားတာတွေ့ရတယ်ဗျတန်လေကားလည်းပါတယ်အုတ်လေကားလည်းပါတယ်ပေါ့နော်ဒါပေမဲ့လေကားနည်းနည်းတော့မတ်တယ်ဗျလူကြီးတွေအတွက်တော့တတိထားပြီးတော့ဖြည်းဖြည်းတက်တင်တယ်ပေါ့နော်တကယ်လို့လာလဲမယ်ဆိုလို့ရှိရင်ကျွန်တော်လည်းလူကြီးတွေပါတဲ့အတွက်ဖြည်းဖြည်းချင်းပဲတက်ခဲ့တယ်ပေါ့နော်တော်တော်လေးတော့တက်ယူရတယ်ဗျကျွန်တော်တို့စီကတောင်ဝိုင်းတောင်တို့ဘာလို့ဟန်မှာရှိတဲ့တောင်တွေတက်ရတယ်လို့တော့မခက်ခဲပါဘူးသူကလေကလည်းခိုင်ခိုင်မာရှိရဗျာပြီးတော့ကိုင်းစီယာကလည်းလုံးဝခိုင်ခိုင်ရှိတယ်ရာသီဥတုကတာယာနေတော့လေကနေကြည့်ရရှုခင်းနေရလေတော်တော်လေးလှတယ်ဗျနေတာနေရဲ့ချိန်ဆိုတော့လေကဲရေတံခွန်ရောက်ပြီဗျဒါကတော့ရေတံခွန်ရောက်တဲ့ချိန်မှာကျွန်တော်မြင်ရတဲ့မြင်ကွင်းလေးပါသူကရောက်ခံဒီနေရာလေးမှာတော့သူကလေကားမရှိတော့ဘူးဗျတဘာဝတိုင်းဖြစ်အောင်ထားတဲ့သဘောမျိုးဆိုတော့ကျွန်တော်နည်းနည်းလေးရှောက်တာတတိထားပြီးတော့ကြောက်တုံးလေးကိုကူးပြီးတော့လာရတယ်ပေါ့နော်အဲ့တော့မှဒီရေတံခွန်လေးကိုရောက်တယ်ပေါ့နော်ရေလေးကတော့ကြီးနေတာပဲပြီးတော့သူတို့ဒီချာထိမ့်ထိမ့်ထားဖို့ရတယ်ပေါ့နော်အမိုက်တွေပါတယ်လည်းလုံးဝမရှိအဲ့တော့ဒါရေကလုံးဝကြည်လင်တန်ရှင်းနေတာ
ဒါကတော့ကျွန်တော်တို့ပြန်ဆင်းနေတဲ့မြင်ကွင်းပေါ့နော်အစင်းခင်ကျွန်တော်ရိုက်ထားလိုက်တာလေးပါကျွန်တော်တို့ရေတကုံမှာခြေရောက်လက်ထောက်လေးစီဓာတ်ပုံလေးပါရိုက်ပြီးရင်တော့ကျွန်တော်တို့ပြန်ဆင်းခဲ့တယ်ပေါ့နော်ဒီကားရဲ့ဒေချာလုတ်ပေးထားတော့အစင်းမှာတော့အဆင်ပြေပါတယ်ဗျအတက်တက်စားလို့ရှင်ခုဆိုရင်တော့ကျွန်တော်တို့ရီလန်ပြည်နယ်မှာရှိရဲ့နောက်ထပ်လေစရာဘတ်စရာနေရာတစ်ခုကိုဆက်သွားနေတာဖြစ်ပါတယ်ဒါပေမဲ့နေ့လေရောက်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့နောက်တစ်နေရာကိုမလဲခင်မှာတော့နေ့လေသာဝင်စားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကားပေါ်ကနေမြင်ရတဲ့ရီလန်ပြည်နယ်မြင်ကွင်းကြီးပါဂျာရီတတရရနဲ့အရန်ကိုလှနေပါတယ်ကျွန်တော်တို့တွေနေ့လေစာဖြစ်ထိုင်ဝမ်နိုင်ငံရဲ့နာမည်ကြီးရဲ့အစားအစာတွေတစ်ခုဖြစ်တဲ့ကြက်တံမုံကင်ဝင်စားခဲ့တာဖြစ်ပါတယ်သူကဒီရီလန်ပြည်နယ်မှာတော့ဒီကျွန်တော်တို့ဝင်စားတဲ့ဆိုင်ကနာမည်ကြီးရပေါ့နော်ကြက်တံမုံကင်အပြင်တခြားစားအစာတွေကိုလည်းကျွန်တော်တို့မာယူစားတော့ခဲ့ပါတယ်ဒီမှာမြင်နေရတာကတော့ဒါကင်ပြီးလို့ရောက်လာတာကအရန်ပူနေတဲ့ကြက်တံမုံကြီးကိုကျွန်တော်တို့ရဲ့ကားဆီယာကူပြီးတော့နှွင်ပေးနေတာဖြစ်ပါတယ်သူကလုံးဝချီလက်အိတ်တွေပါစွတ်ပြီးတော့နှွင်မှရတာပေါ့နော်ဘာလို့လဲဆိုတော့ကိုမှကင်ပြီးကတော့အရန်ပူနေပါဒီကြက်တံမုံကြီးကသူချပေးထားတဲ့စီလေးရယ်ကြက်သားမုံလေးနဲ့တွဲဆိုင်ရမ်းစားကောင်းပါလေကဲကျွန်တော်တို့ကနောက်ထပ်သွားလေခဲ့နေရာကိုရောက်နေပါပြီဒီနေရာလေးကတော့ရီလန်ပြည်နယ်ထဲမှာရှိတဲ့ဘာဝရေဘူးဆန်းလေးပါသူကမြေရောက်ကနေပြီးတော့တဘာဝအပူတွေထွက်နေတဲ့နေရာဖြစ်ပြီးတော့ဒီမှာကဒီလိုရေဘူးကန်လေးတွေနဲ့ချက်တော့စိန်လို့ရတယ်လို့ဒီမြေရောက်ကထွက်တဲ့တဘာဝအပူနဲ့လောက်ထားတဲ့ရေကိုအသုံးပြုပြီးတော့ကျွန်တော်တို့အစားအစာတွေစားလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါရေဘူးကန်ပေါ့နော်သူကဒီရေဘူးကန်မှာစိန်လို့ရှိရင်ဒီချောချင်ပြီးရဲ့ကျမ်းမာရေးကောင်းတယ်လို့ဒီမှာပြုတ်ကြည့်ကြရတယ်ပေါ့နော်ကျွန်တော်လည်းရေဘူးစိန်ခဲ့တယ်တော်တော်လေးတော့နေလို့ကောင်းတယ်ဗျဒါကတော့ရေဘူးဆန်း area ကိုမြင်ရတဲ့မြင်ကွင်းမှာကျွန်တော်ခုနပြောသလိုပေါ့နော်အခုမြင်နေရတာ cooling tank ဆိုတာကကျွန်တော်တို့အခုဒီဘက်မှာရှိတဲ့ဒီရေဘူးကန်ရှိတယ်အဲ့တော့ကျွန်တော်တို့စားစာဆိုင်ကနေပြီးတော့ကျွန်တော်တို့ပြောင်းဘူးတို့ဘုံလာအစုံဦးတို့ကြက်ဦးတို့သွားဝယ်ပြီးတော့ချင်းလေးနဲ့ထည့်ပြီးတော့ကျွန်တော်ဒီပြုတ်ပေါ့နော်ပြီးလို့ရှိရင်ခုန cooling tank နဲ့သွားပြီးတော့အေးခံပြီးသွားလို့ရှိရင်ကျွန်တော်6တော့လေးစိန်ပြီးတော့ထိုင်စားလို့ရမှာပေါ့နော်ကိုရီးယားဆန်ပေါ့ဗျာပြောလို့ရှိရင်ဒါကတော့နေ့လေစာစားတာများသွားတဲ့အတွက်ဘာကြက်ဦးဘာပြောင်းမှုမှမစားနိုင်ဘူးကော်ဖီပဲဝယ်တောက်ခဲ့တာဖြစ်ပါတယ်ဒါကတော့ရေဘူးဆန်း area ထဲမှာရှိရဲ့ဘယ်လိုပြောရမလဲအမတ်တရပစ္စည်းရောင်းတဲ့ဆိုင်ပေါ့နော်အဲ့လိုဆိုင်လေးပါသူကအမတ်တရပစ္စည်းဆိုင်ဆိုပေမဲ့လက်မှုပညာနဲ့ပြုလုပ်ထားတဲ့ကလေးကစားစရာလေးတွေပြီးတော့ညံစမ်းပစ္စည်းလေးတွေအစုံလဲတွေ့ရပါတယ်ပြီးတော့ဒီ area မှာဒီ data အတွက်မုံလေးတွေပြီးတော့ data အတွက် coffee ပြီးတော့ coffee နဲ့ဆိုင်နဲ့ခွတ်တို့
အပူကံပြားလေးတွေတို့အဲ့ဒါလေးလည်းဒီမှာရောင်းတာတွေ့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့မိတ်ဆွေအားလုံးကျေးဇူးပါထပ်ပြီးတော့ကျွန်တော်ရေးလံပြည်နယ်ထဲမှာလေဘက်ခဲတဲ့နေရာလေးတွေကိုလာမယ့်ဘက်မှာထပ်ပြီးတော့တင်ပေးသွားမှာမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးထားဖို့မမေ့နဲ့အောင်နော်အားလုံးကျေးဇူးတင်ပါတယ် Thank you guys see you in the next video peace